ခန္ဓာဝန်ကြပြီး15နှစ်နေပါထိမပုံမတိုးတည်ရှိနေတဲ့ကန်ဆယ်ဆရာတော်ရဲ့ရုပ်ကလပ်တော့အားလုံးပဲမင်္ဂလာပါရှင်။တစ်ချိန်တုန်းကဂျပန်နိုင်ငံမှာဆိုကူရှင်ပုစုလို့ခေါ်တဲ့ဘုန်းတော်ကြီးတွေရှိခဲ့ပူပါတယ်။တိတိကျကျပြောရမယ်ဆိုရင်တော့17ရာစုကနေ19ရာစုနှောင်းပိုင်းလောက်ထိဖြစ်မှာပါ။ဆိုကူရှင်ပုစုဘုန်းတော်ကြီးတွေကတရားကျင့်ကြံရင်းနဲ့ပဲခန္ဓာဝန်ချတတ်ကြပါတယ်။ဒီလိုနည်းနဲ့ခန္ဓာဝန်ချပြီးရင်ရုပ်ကလပ်တော်ကမပုံမတိုးပဲကြံ့နေတတ်တာပါ။ဆိုကူရှင်ပုစုရဲ့အဓိပ္ပာယ်ကတော့မိမိရဲ့ခန္ဓာကိုယ်ထဲမှာဖျားတည်ခြင်းလို့အ내ပြန်မှာဖြစ်ပါတယ်။ဒီနည်းနဲ့ခန္ဓာဝန်ချဖို့တရားကျင့်ကြံကြတဲ့ဘုန်းတော်ကြီးတိုင်းရည်ရွယ်ချက်အောင်မြင်ခဲ့ရတော့မဟုတ်ပါဘူး။အ내ခြင်းလောက်ကပဲအထမြောက်ခဲ့တာပါ။တဘာဝတရားအရာအိုခြင်းနာခြင်းသိခြင်းကိုဘယ်သူမှရှောင်လွဲလို့မလွတ်နိုင်ပါဘူး။သိခြင်းတရားကိုဘယ်သူမှရှောင်လွဲလို့မလွတ်နိုင်ပေမဲ့ပုဂ္ဂိုလ်တဦးစီအလိုက်ကွာခြားတဲ့သိဆုံးမှုတွေရှိပါတယ်။ဤကြီးခေတ္တကဆိုရင်ဘယင်တွေရဲ့ခန္ဓာကိုယ်ကိုစေးစိမ်ကြက်စီပြီးမန်မီတွေလှုပ်ထားတတ်ကြတာပါ။တိရကုံတမာရီကုံပညာကုံကြီးမြင့်တဲ့ရဟန္တာဆရာတော်ကြီးတွေကြတော့ပြန်လွန်တော်မူပြီးနောက်ဓာတ်တော်မွေတော်ကြလာတဲ့ကိစ္စတွေလည်းရှိပါသေးတယ်။တချို့ဆရာတော်တွေကြတော့ပြန်လွန်တော်မူပြီးနောက်မှာတော့သပင်ပြန်ပေါက်လာတာမျိုးလက်သေးခြေသေးရှည်ထွက်လာတာမျိုးတွေရှိတတ်ကြပါတယ်။တဘာဝတိုင်းမဟုတ်တဲ့ဒီလိုကိစ္စမျိုးမှာတော့ဆရာတော်ဘုရားတွေရဲ့ကျင့်ကြံခဲ့တဲ့တရားနဲ့သီလကုံတမာတိကုံပညာကုံတွေရဲ့အစွမ်းကြောင့်လိုပဲယူဆရမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ခန္ဓာဝန်ချပြီး15နှစ်နီးပါးရှိနေတာတော့ရုပ်ကလပ်တော်ကမပုံမတိုးတည်ရှိနေတဲ့ကန်ဆယ်ဆရာတော်ဘုရားရဲ့အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဆရာတော်ဘုရားတရင်သုံးခဲ့တဲ့အကြောင်းကတော့အေယာရီတိုင်းဒေသကြီးအင်္ဂပူမြို့နယ်မှာဖြစ်ပါတယ်။ပြန်လွန်တော်မူချိန်မှာဆရာတော်ဘုရားကဝါတော်80နဲ့တက်တော်က100ထိရှိနေကြရလေဖြစ်ပါတယ်။ဆရာတော်ကမြို့နယ်တန်ခနာယကဥက္ကဋ္ဌဆရာတော်လည်းဖြစ်ခဲ့တာပါ။ဆရာတော်ဘုရားတက်ရှိထင်ရှားရှိနေချိန်ကလေးကသူ့ရဲ့ရုပ်ကလပ်တော်ကိုမိသက်ကြုံမှုမပြုတ်ပဲဒီတိုင်းထားဖို့မိန့်တော်မူခဲ့တာပါ။ရည်ရွယ်ချက်ကတော့ပဋ္ဌာန်းဆယ်ရှိသူတွေဖူးမြော်နိုင်အောင်ပါပဲ။လက်ရှိမှာတော့တပည့်တာရက်ကအပေါင်းကဆရာတော်ကြီးဖျားကြီးရဲ့ရုပ်ကလပ်တော်ကိုစံကြောင်းဆောင်တိဆောက်ပြီးအများဖူးမြော်နိုင်ဖို့စီစဉ်ပေးထားကြတာပါ။ဒီလိုစီစဉ်တဲ့အခါမှာလည်းဝိဝါဒတွေကွဲပြားခဲ့ကြပါသေးတယ်။ဆရာတော်ဘုရားကြီးရဲ့ရုပ်ကလပ်တော်ကိုအစဉ်လာအတိုင်းအန်ဒီမအကိစာပနဝယ်ကျင်းပခြင်းနဲ့အဖွဲ့နဲ့ရုပ်ကလပ်တော်ကိုဆရာတော်ဘုရားကြီးရဲ့စန္ဒတိုင်းဒီတိုင်းထားကျင်ကြတဲ့အဖွဲ့ဆိုပြီးနှစ်ဖွဲ့ကွဲသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆရာတော်ဘုရားကြီးရဲ့ရုပ်ကလပ်တော်ကို17ရက်ထားရှိပြီးပြုပြင်ပြောင်းလဲမှုမရှိရင်ဆက်လက်ထားရှိမယ်လို့ဆုံးဖြတ်ခဲ့ကြတာပါ။ပုံမှန်ဆိုရင်3ရက်4ရက်လောက်ကြာပြီဆိုတာနဲ့ရိုးရင်းပျက်စီးတက်ပေမဲ့ဆရာတော်ဘုရားရဲ့ရုပ်ကလပ်တော်ကတော့17ရက်ကျော်တဲ့အထိမူလအတိုင်းအကောင်းဘက်ကတိရှိနေတာကြောင့်နောက်ဆုံးမှာရုပ်ကလပ်တော်ကိုဆက်လက်ပို့ဆော်ဖို့ထားရှိခဲ့ကြပါတယ်။နောက်ပြီးတော့တနေ့ကျော်လောက်ထိရုပ်ကလပ်တော်ကလုံးဝမပြောင်းလဲချိန်မှာတော့ဆရာတော်ဘုရားရဲ့သီလကုံတမာတိကုံပညာကုံတည်ကပို့ပြီးတော့မှွေးပြန်လာခဲ့ကြတာပါ။အဲဒီနောက်ပိုင်းမှာလည်းထူးဆန်းတဲ့ကိစ္စလေးတွေထပ်ကြုံခဲ့ရပါသေးတယ်။ညပိုင်းချိန်တွေရောက်ရင်ရုပ်ကလပ်တော်ထားရှိရာစံကြောင်းဆောင်တွေမှာထူးဆန်းတဲ့မှွေးရင်းနှံတွေရနေတတ်တာမျိုးဖြစ်ပါတယ်။တပည့်တာရကဒါယကာမတွေကတော့ဆရာတော်ဘုရားရဲ့ရုပ်ကလပ်တော်ကိုနတ်တွေလာဖူးမြော်နေရလို့ယုံကြည်နေခဲ့ကြတာပါ။အဲဒါကြောင့်နောက်နေ့မှာသွားဆောင်ကြည့်ချိန်မှာတော့အမွေးနှံတွေမရတော့ပါဘူး။ဒါပေမဲ့လူမရှိတဲ့အခါမျိုးတွေကြာရင်တော့အမွေးနှံတွေတင်ရနေတတ်တာပါ။ဆရာတော်ဘုရားတက်ရှိထင်ရှားရှိနေစဉ်တုန်းကလည်းထူးဆန်းတဲ့ကိစ္စတွေဖြစ်ခဲ့ပူပါတယ်။အဲ့ဒါကတော့အကြောင်းရှိမှာအင်္ဂတိခင်းနေတော့ဆရာတော်ဘုရားကမသိပဲဖျက်ရှောင်မိခဲ့တာပါ။တပည့်တိုင်ကတွေကလည်းဆရာတော်ဘုရားချော်လဲမှာဆိုလို့စိုးရိမ်ပြီးတော့လိုက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာတော်ဘုရားကတစ်ဖက်ကိုရှောက်သွားခဲ့ပါပြီ။ထူးဆန်းတာကမချောက်သေးတဲ့အင်္ဂတိပေါ်မှာခြေရာတွေမတွေ့ခဲ့ရသလိုဆရာတော်ဘုရားရဲ့ခြေထောက်ပေါ်မှာလည်းအင်္ဂတိတွေမတွေ့ခဲ့ရပါဘူး။နောက်ထပ်ထူးခြားမှုအနေနဲ့ကတော့ဘုံကြီးကျောင်းသားမှာနေထိုင်တဲ့ခရိယန်မိသားစုတစုကကျောင်းဝင်းတဲကတစ်ပင်ကြီးပေါ်မှာဆရာတော်ဘုရားတရားကျင့်နေတာကိုတွေ့ပြီးတော့ကြင်ညိုစိတ်ဝင်လာကဗုဒ္ဓဘာသာပြေကူးပြောင်းကြရပဲဖြစ်ပါတယ်။ကန်ဆယ်ဆရာတော်ဘုရားလိုပဲထူးဆန်းတဲ့ဖြစ်စဉ်ကတော့ကြိုက်ထီးဆောင်ဆရာတော်ဘုရားပဲဖြစ်ပြီးတော့မွန်ပြည်နယ်ဘေးလင်းမြို့နယ်စုတ်တုတ်ကြီးရွာမှာတွားရောက်ဖူးမြော်နိုင်ကြောင်းဝေးများလာရင်ဒီဗီဒီယိုလေးကိုနေကုန်းချုပ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။